ကြောင်းလင်းဆိုတာကိုစပြီးတော့သူနဲ့အတူတူတွဲပြီးတော့ကစားပြပေးမယ်ကလေးတို့လိုက်ကျင်ကြတော့လေးပြမယ်ကြိုင်းထိုင်မယ်ဒီမှာကြီးကြောင်းလင်းတက်မယ်ဒီခြေထောက်ပေါ်မှာအားရှိရမယ်နောက်ကခြေထောက်မှာအားမရှိရဘူးလက်ကဒီတိုင်းပဲအခုဒီကိုဖြုတ်လိုက်ပြီးဒီမှာအားမပါဘူးဒီမှာပဲရှစ်တက်မယ်ဒီခြေထောက်ပေါ်မှာအားရှိရမယ်ဒီကောင်အားမရှိရဘူးဒါလေးကထောက်ထားတာဆင်းလိုက်ပြီးဒီမှာအားမရှိနဲ့ဒီမှာပဲထိုင်ထားတာအဲ့ဒါကိုပဲနောက်ကိုသွားမယ်ဝိုက်မယ်ဒီမှာကြီး6လေးထောင်ထားရတယ်အဲ့ဒါလေးကအားမရှိရဘူးဒါရရနော်ဒီမှာကြီးဆင်းပြီးဒီမှာအားရောက်သွားပြီဒီမှာအားမရှိရဘူးဆက်ဝိုက်မယ်ဒီချက်ကိုအားပို့လိုက်ဒီမှာအားမရှိရဘူးဒါလေးကဒီမှာအားပို့မယ်โอเคအဲ့ဒါကိုတက်စမ်းတက်မှန်ပါပါတက်ဟုတ်ပြီအားမရှိရဘူးဒီမှာအားရှိမယ်ဟုတ်ပြီတက်မယ်အားမရှိရဘူးโอเคတက်မယ်ဟုတ်ပြီကျုံးမယ်ဒီပေါ်မှာအားရှိမယ်ဆွမ်းဒီပေါ်မှာအားရှိမယ်โอเคကျုံးမယ်โอเคဒါလေးကင်မရာဟိုသွားမယ်အဲ့ဒါတက်တာထိုင်လားတက်မယ်တက်မယ်နောက်ဆုံး sorry နောက်ပြဆုံးနော်ဆုံးမယ်နောက်ဆုံးရှစ်တက်အဲ့ဒါတက်ရတယ်တက်ထုတ်ဟုတ်မလားโอเคရပြီလားငါဘောโอเคလားစွန်လက်ဒီစွန်ဖန်ဒီစွန်လက်ဒီကိုအခုစပြီးတော့ပြပေးမယ်အခုစွန်ကိုကုတ်တာပဲပြအောင်မယ်အဲ့တော့ကလေးတွေလိုက်လို့ပါလိပြီညာတယ်မှာဒီမှာကြီးလက်လေးတွေကုတ်ချလိုက်ပါအားလုံးဖြန့်လိုက်မယ်ဒီမှာအားလုံးကုတ်ချလိုက်မယ်ဒီကောင်ဒီဒါဖမ်းတာဒီလက်ကိုဖမ်းတာဒါအဲ့တိုင်းပဲကြီးလေးလှုပ်တာရတယ်နော်ဒီကောင်ဆိုရင်လည်းဒါဖမ်းတာဒီမှာညှိနေရမယ်အဲ့တော့ပဲညာပဲညာပဲညာအဲ့ဒါလိုက်လို့တာနဲ့လက်သီးနဲ့တွဲတော့မယ်ဒီမှာကြီးစွန်ကုတ်မယ်လက်သီးဖြည်းဖြည်းချင်းထိုးမှာဓမ္မဟုတ်ပြီအဲ့လက်ပဲဝိုင်းမယ်ဖမ်းမယ်လက်သီးထိုးမယ်အဲ့လက်ပဲဝိုင်းပြီးဖမ်းတယ်လက်သီးထိုးတယ်ဝိုင်းမယ်ထိုးမယ်ဝိုင်းမယ်ထိုးမယ်အဲ့ဒါကိုမန်ပါပါကစားမယ်ဒီကြလို့ထိုးခန္ဓာကိုယ်လေးဆောင်းသွားမယ်ထိုးဟုတ်ပြီထိုးလက်ဒီမှာဓာတ်ဒီလိုကြီးမဟုတ်ဘူးဒီမှာရှင်းပါပဲဒီမှာရှင်းပါပဲဟိုနောက်မရောက်ပါဘူးဘာလို့လက်သီးတစ်လုံးဒီနားမှာပဲရှိရမယ်ဆွဲလိုက်ရင်ဟိုကထိုးတဲ့လက်သီးဒီမှာနော်ထိုးဟုတ်ပြီထိုးโอเคကလေးတို့တရားလိုက်လို့နော်မရှင်းရင်ခဏပြန်ကြည့်ပါကဲကလေးတို့မနေ့ကတင်လိုက်တဲ့ဆွန်လက်သီးဒီနေ့ပုံစံတစ်ခုပြောင်းမယ်ဆွန်ကနန်းနော်လိုက်လို့မယ်ဒီပဲနော်ဆောနိုင်တယ်ဆွဲညလုံးနိုင်တယ်ဆွဲဝိုင်းနိုင်တယ်ဆွဲညဝိုင်းနိုင်တယ်ဆွဲညဝိုင်းနိုင်တယ်ဆွဲညဝိုင်းနိုင်တယ်အဲ့ဒါအားထည့်မယ်ညလိုက်လို့ဝိုင်း
对，好对。OK，来水，娘，喂，娘，喂，对。